အားလုံးပဲမင်္ဂလာပါမိုးကုံဆောင်အကူပေါ့နော်နေကောင်းကာစားလေးတီးစုံဘဲဥရှင်ရင်လေးနဲ့ငှက်လျှောက်ကြော်လေးကိုအရန်အာတိသားဖြစ်နေရနဲ့ဒီနေ့တော့အိမ်မှာစိတ်ကြိုက်တဝါကြီးချက်စားဖြစ်ပါတယ်ရှင်ဇူးသွားတာကတော့သူတို့မြောက်တကုံနေရပါတော့30ဈေးကိုသွားတာပါပုံမှန်ကတော့သူက40ဈေးနဲ့ပိုနီးတယ်ပေါ့နော်ဒီနေ့တော့အစုံပလုံစီလေးဝယ်ခြင်းလို့ဈေးအကြီးကိုသွားလိုက်တာပါဈေးကလည်းကြီးတယ်လို့ပေးရတဲ့ဈေးတွေကလည်းအမလေးခေါင်ခိုက်ကိုစားကျင်တဲ့တီးရွက်လေးတွေကုန်ဝယ်လာခဲ့တယ်ဒါလေးကတော့ဈေးကောက်လေးအတွက်ပေါ့နော်နွားနို့ဝယ်တိုက်ပါလို့ပြောလို့ဝယ်တိုက်လိုက်ရပါသေးတယ်ရှင်ဒါလေးက1000ပေးရပါတယ်တီးစုံဘဲဥရှင်ရင်လေးနဲ့လိုက်မယ်ငှက်လျှောက်ကြော်လေးပေါ့နော်ကြော်စားမှာဆိုသူဒီမှာတစ်ခါတည်းဝယ်လိုက်တယ်30သားကို4500တဲ့ကဲဒီမှာဟင်းရတိုင်းအတွက်မရှိမဖြစ်စုရဲ့လက်ဆွဲတော်တဟဲစားချက်သားမုတ်လေးလေးဝယ်ခဲ့ပါသေးရဲ့ရှင်ဒါလေးက20 gram အထုပ်ကလေးပေါ့နော်24တုပ်တပါခင်ဒါကတော့180 gram အထုပ်ကြီးပေါ့နော်ဒီနှစ်ခုစုရှင်းပြမယ်ဘယ်ဘက်လက်ထဲက20 gram အထုပ်လေးညာဘက်လက်ထဲကကျတော့180 gram အထုပ်အကြီးပေါ့နော်ဆိုတော့တီးစုံဟင်းလေးစပြီးတော့ရှက်ပါတော့မယ်ရှင်စီပူလာပြီဆိုရင်ကြက်သွန်အဖြူနီးထောင်းထားတဲ့ဟာလေးကိုမှုေးနေအောင်လို့သူတို့စီအရင်တက်လိုက်မယ်ပေါ့နော်ပြီးရင်တော့ဆက်နွင်းလေးထည့်မယ်ပြီးရင်တော့အယောင်လေးနည်းနည်းထည့်မယ်ပေါ့နော်ပြီးရင်တော့တဟဲစားချက်သားမုတ်လေးကိုလည်းထည့်လိုက်ပါမယ်ရှင်ဒီတဟဲစားချက်သားမုတ်လေးကချက်သားစစ်စစ်ကနေထုတ်တာလို့ချက်သားရဲ့အရှိုတက်ပြေးသွားတာကြောင့်ဟင်းရတိုင်းကိုအရသာပူကောင်းမွန်စေပါတယ်ရှင်ကျမကြီးကိုအလေးထားတဲ့အနေနဲ့အငံတက်လျှော့ထားတာမလို့မိသားစုကျမကြီးကိုဂယူးဆိုင်တဲ့အိမ်ရှင်မတွေအတွက်လုံးဝတင့်တော်တယ်ပေါ့နော်အငံခက်လေးလေးစားတတ်တဲ့လူတွေကတော့စားထက်ထည့်ပြီးတော့ဖြစ်ပါစေဒါမှမဟုတ်လေတဟဲစားချက်သားမုတ်လေးကိုအနှဲငယ်ထက်ထည့်ပြီးတော့ရှက်ပြုတ်နိုင်ပါတယ်ရှင်ကဲအားလုံးကိုစီတက်ပြီးပြီဆိုရင်တော့ကိုစားကျင်တဲ့အရွက်တွေအကုန်လုံးထည့်လို့ရတယ်ပေါ့နော်ဇူးလက်တာဇူးကြိုက်တဲ့အသီးရွက်လေးတွေဝယ်ပြီးတော့ထည့်တာဖြစ်ပါတယ်ရှင်ပြီးရင်တော့ဟင်းရည်လေးပို့ပြီးတော့တောက်လို့ကောင်းသွားအောင်လို့မကြီးနှစ်ရေးစိန်ထားတဲ့ဟာလေးလဲလိုတလောက်လေးထည့်လိုက်တယ်ပေါ့နော်ဇူးစစချင်းမှာနည်းနည်းလေးပဲထည့်အောင်မယ်ပြီးတော့မှအရသာမြည်ပြီးလို့မှလိုမှထည့်မယ်ပေါ့နော်ဒါကတော့အစင်သစ်ပြုတ်ထားတဲ့ကလဘဲလေးပါကလဘဲကိုဇူးပေါင်းအိုးလေးနဲ့ရှူးထားတာပေါ့နော်ခရမ်းသီးလေးလည်းထည့်ပါတယ်ရှင်အသီးရွက်တွေဖြစ်တဲ့အတွက်ကြက်မြန်နေပေါ့နော်တအောင်လေးပဲကြက်ယုံရှက်လိုက်ယုံပဲဒီလိုအနေထားလေးရသွားပြီဒီလိုအနေထားလေးဟင်းအိုးချကန်ကြီးဆိုရင်တော့ဇူအနံ့လေးမွေးသွားအောင်လို့ပြင်းတော်သိမ်းရွက်လေးလည်းထည့်လိုက်ပါသေးတယ်ရှင်ရုံးမနီတီလည်းဇူအရန်ကြိုက်လို့ပေါ့နော်ရုံးမနီတီလေးလည်းထည့်ပါသေးတယ်ရှင်ပြီးရင်တော့ဇူဘဲဥလေးကိုလည်းထက်ချမ်းချမ်းပြီးတော့ထည့်လိုက်သေးတယ်ပို့ပြီးတော့စားလို့ကောင်းသွားအောင်ပေါ့နော်မဆလာလေးလည်းနောက်ဆုံးပိတ်ခတ်လိုက်ပါသေးတယ်ရှင်ကဲအခုဆိုရင်တဟဲစားချက်သားမုတ်လေးနဲ့ချက်ထားတဲ့တီးစုံဘဲဥအရှင်ရဟင်းလေးရပါပြီဒီဟင်းရည်လေးနဲ့တွဲစားဖို့အတွက်ငါရှောက်ငုတ်တီးကြော်လေးလည်းအစင်သစ်ဖြစ်ပြီဆိုတော့ဇူးစပြီးတော့စားပါတော့မယ်နော်ကဲဒီမှာတဟဲစာလေးနဲ့ချက်ထားတယ်ပေါ့နော်တီးစုံဘဲဟင်းလေးရယ်ငါရှောက်ကြော်လေးရယ်ဒီမှာကြက်သားလေးလည်းချက်ထားတယ်ဆိုတော့စားပါတော့မယ်ရှင်ရွှဲရွှဲလေးစားမယ်မွေးနေရပဲမဆလာလေးလည်းထည့်ထားတယ်ဒါလေးကငရုတ်တီးကြော်လေးလည်းဒီမှာတစ်ခါလေးနေစားလိုက်မယ်ဘလက်ပိုင်လေးပေါ့နော်ပင်စိမ်းလေးနဲ့ခရမ်းကျင်သီးလေးနဲ့စီပြန်လေးရှက်ထားတာပေါ့နော်ဒီမှာစားကြပါအောင်ရှင်တီးစုံရင်းလေးနဲ့ကြည့်လိုလေးနဲ့စားလိုက်မယ်ဘဲဥလေးနဲ့ကျုံပတ်သက်ပါဦးဒါပြည့်နေဒီလိုမျိုးလေးစားကြည့်ရင်းပွင့်မကြောက်လေးတဲ့ကျွတ်နေလုံးဝရှယ်ပဲဒီဟင်းလေးနဲ့ဒီရင်းလေးနဲ့လိုက်ဖက်တော့လေစက်သားလေးအောင်မှမျက်နှာငယ်နေရလုံးဝကွက်တီပေါ့နော်ဆိုတော့ဒါတဟဲစားချက်သားမုတ်လေးနဲ့ချက်ထားတာပါဆိုတော့ဒီတဟဲစားချက်သားမုတ်လေးကိုဝယ်ကျင်နေဆိုလို့ရှိရင်တို့စီတီမတ်တို့ Ocean တို့ Macro တို့ပေါ့နော်နီးစက်ရ shopping mall တွေမှာလည်းဝယ်လို့ရတယ်လို့ရက်ကွက်တိုင်းရဲ့ဈေးတိုင်းရဲ့အကုန်စုံဆိုင်တိုင်းမှာလည်းဝယ်လို့ရပါတယ်ရှင်ဆိုတော့ Zoo video လေးကိုစောင့်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက် video မှာပြန်တွေ့မယ်နော်အားလုံးပဲတတာ